မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာအရေးဖြည့်ရှင်းဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိတယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွဲဆုံဆွေးနွေးဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကပြောဆိုလိုက်ပါတယ်မေလ26ရက်နေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကအထက်ပါတိုင်းပြောဆိုလာတာပါနှစ်ဖက်စစ်မှတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွဲဆောင်ဖို့အရေးကြီးတဲ့ခြေလှမ်းတွေနဲ့တိုးတက်မှုတချို့ရှိနေကြောင်းနှစ်ဖက်အပြိုင်ဆိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ဖွဲ့စည်းတွေကိုစပွဲဝိုင်းစီကိုခေါ်ဆောင်လာဖို့နီလန်များမလေးရှားဝန်ကြီးချုပ်ကဦးဆောင်တဲ့အာဆီယံကကြိုးပမ်းရှာဖွေလျက်ရှိကြောင်းလွန်ခဲ့တဲ့ဧပြီလအတွင်းမင်းအောင်လှိုင်ကိုဘန်ကောက်မှာမလေးရှားဝန်ကြီးချုပ်ကခေါ်ယူတွေ့ဆုံခဲ့ပြီးအခြားတစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရနဲ့လည်းတွေ့ဆုံမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်မြန်မာအရေးအတွက်ဖြည့်ရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေမှာတိုးတက်မှုတချို့ရှိနေပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအဗရာဟင်ကမနေ့ကကွာလာလမ်ပူအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာပြောဆိုလိုက်ပါတယ်ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကအရေးကြီးတယ်လို့ကျွန်တော်လေးပြီးပြောပါတယ်တိုးတက်မှုတွေကသေးငယ်နိုင်ပါတယ်ထိတွေ့ဆက်ဆံမှုတွေကလည်းပျက်စီးဖို့ထိလွယ်ရှလွယ်ခြေတွေပါဒါပေမဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမှာနှစ်ဖက်ပိုပြီးဝေးကွာလာတာထက်ဆိုင်ရင်ထိရှလွယ်တဲ့ဆက်ဆံရေးရှိနေတာကပိုပြီးကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကအခုနှစ်နောက်ပိုင်းမှာရွှေကောက်ပွဲကျင်းပဖို့ရှိမှန်းထားပြီးစစ်တပ်ရဲ့အာဏာဆက်လက်ထိန်းထားရေးတစ်ဖက်သက်လို့အတူရောင်ရွှေကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုဖြစ်ဝေဖန်နေကြပါတယ်။အာဆီယံကတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲမှာမြန်မာအရေးဖြည့်ရှင်းဖို့အတွက်ဦးစားပေးမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာအရေးမှာနှစ်ဖက်စိတ်ဆက်ညှိနှိုင်းမှုများစွာလိုအပ်နေကြောင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံထူးတန်တမန်ခန့်အပ်ဖို့လည်းရှိနေပြီးမြန်မာနိုင်ငံကိုစွန်လာမှာ၎င်းကိုယ်တိုင်တွားရောက်မှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ဆက်လက်ပြီးမကွေးထောင်မှာနိုင်ငံရေးအကျဉ်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတာခွင့်ပိတ်ပင်ထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးထောင်မှာနိုင်ငံရေးအကျဉ်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတာခွင့်ပိတ်ပင်ထားကြောင်းမြန်မာနိုင်ငံဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုင်ထုံးကပြောပါတယ်။2025ခုနှစ်ဧပြီလ23ရက်နေ့မကွေးအကျဉ်းထောင်ရှိမှာ local PDF ဖွဲ့တွေနဲ့စစ်ကောင်စီလက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးခဲ့တဲ့အကျဉ်းထောင်မှာလည်းအကျဉ်းဦးစီးဝန်ထမ်းများနဲ့အကျဉ်းသားများကြားတင်းမာမှုနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မကွေးအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတာခွင့်များပိတ်ပင်ထားကြောင်းအကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ပြစ်ခတ်မှုတွေကြောင့်ထောင်တွင်းဓမ္မယုံမှာနေတဲ့နိုင်ငံရေးအကျဉ်းသားစောရွှေအောင်ပါဝင်နိုင်ကျင်း2ဦးအနည်းဆုံးတည်ဆုံခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှသိရပါတယ်။မကွေးအကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုအပြင်က PDF တွေနဲ့ဆက်သွယ်မှုမှာပါဝင်ခဲ့တဲ့ဒီထောင်တွင်းဖြစ်စဉ်ပြင်ပမှာတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲထောင်တွင်းမှာဖြစ်ခဲ့တဲ့အထီးကရုံထိတ်တိုက်တွေ့ဆုံမှုတွေမှာပါဝင်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးကျင်းသား200ကျော်လောက်ကိုစစ်ဆေးပြီးတိုက်ပိတ်ထားတာရှိပါတယ်။စစ်ဆေးတဲ့အချိန်မှာလည်းပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ရိုင်းနဲ့စစ်ဆေးတာတွေပြုလုပ်ခဲ့တဲ့ထောင်တွင်းရဲ့ထိတွေ့မှုအတွင်းမှာလည်းအနည်းဆုံးနိုင်ငံရေးကျင်းသား2ဦးတည်ဆုံခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေရှိပါတယ်။ဒီနှစ်ဦးကိုပြစ်ခတ်ခဲ့တဲ့တာဝန်ရှိသူတွေကလည်းဘာမှအရေးယူခံရခြင်းမရှိပါဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှာဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုင်ထုံးကသတင်းဌာနကိုပြောပါရယ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကိစ္စမှာနိုင်ငံရေးအကျဉ်းသားတွေပါဝင်တယ်လို့ထောင်အာဏာပိုင်တွေကဆွဆွဲပြီးတဲ့နောက်နိုင်ငံရေးအကျဉ်းသား400ကျော်ကိုမြေပြင်မှာဝန်ရမှောက်ခိုင်းပြီးထောင်အာဏာပိုင်များရိုက်နှက်ခဲ့ကြောင်းရိုက်နှက်ခဲ့မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားများရိုက်နှက်ခံရတဲ့ထံရတွေနဲ့တနက်ထံရတွေရရှိခဲ့ကြောင်းသိရပါရယ်မကွေးထောင်မှာမတရားပုံမှားတွေနဲ့ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဦးဝင်းဝင်းနဲ့ဦးကိုဖြိုးတို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကစိုးစိုးဝါးဝါရိုက်နှက်ခံရပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း PPNM ထံမှသိရပါတယ်။ဒါအပြင်အကျဉ်းထောင်ထောင်အာဏာပိုင်များကိုရိုက်နှက်မှုတွေပြုလုပ်ခဲ့တဲ့အပြင်စေကူတာခွင့်ကိုလည်းပိတ်ပင်ထားပြီးလက်ရှိမှာနိုင်ငံရေးအကျဉ်းသား200ကျော်ကထောင်အာဏာပိုင်တွေရဲ့ဆွဆွဲမှုနဲ့တိုက်ပိတ်ခံထားရတာတလကျော်ကြာမြင့်နေပြီဖြစ်ကြောင်းတိုက်ပွဲဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကစပြီးလက်ရှိအချိန်ထိမကွေးအကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားတွေကရှေ့သက်များမရရှိပဲတောက်ရည်များကိုဈေးကြီးပေးဝယ်ကြရကအခန်းတွင်းမှာအိမ်သားရည်တွေနဲ့တာရှည်ချိုးနေရကြောင်းသိရပါတယ်။သူတို့ရဲ့ကျူးလွန်မှုသူတို့ရဲ့ပြစ်ခတ်မှုနဲ့ပတ်သက်မှုကတာဝန်ခံမှုတာဝန်ယူမှုတစ်ခုမှပြုလုပ်ခံရတာမျိုးမတွေ့ရဘူး။ပြောရမယ်ဆိုရင်အာဏာသိမ်းကာလမှာလူသက်ခွင့်ကိုပေါ်ပေါ်ထင်ထင်ကိုမှသူတို့အသုံးပြုနေတဲ့လူသက်ခွင့်ကိုရရှိထားတဲ့သူတွေပမာဏနိုင်ငံရေးအကျဉ်းသားတွေကိုရည်ရွယ်ချက်ရှိရှိဖိနှိပ်နေတဲ့လုပ်ရက်ဖြစ်တဲ့ဒါကြောင့်မို့လို့လည်းအကျဉ်းထောင်ထဲမှာရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကအခုချိန်ထိပါဆယ်အဖြတ်ခံရတာတွေဒဏ်ရာရရှိတာတွေဒီဟာတွေပေါ်မှာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတာ
တိုက်ပိတ်ပြစ်ဒဏ်ကိုအကြောင်းပြချက်မဲ့မတရားသဖြင့်အပြစ်ပေးခံနေရတာတွေကိုလည်းပြည်သူလူထုတွေနဲ့များများသိရှိနားလည်ပြီးမှအကျဉ်းထောင်ထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအရေးပို့ပြီးမှအာရုံစိုက်ဖို့ကျူးလွန်ခဲ့တဲ့သူတွေကိုအရေးယူနိုင်ရင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ဆက်ဆံတာတွေခင်မင်တာတွေရှိခဲ့ရင်လည်းလူမှုရေးပြစ်ဒဏ်အရဒီအကျဉ်းဦးစီးဌာနမှာရှိတဲ့သူတွေကိုလူမှုရေးပြစ်ဒဏ်အဖြစ်ဆက်ဆံမှုတွေကိုဖျက်တောက်ကြဖို့ပြောချင်ပါတယ်။နိုင်ငံတကာဖွဲ့တွေအနေနဲ့အကျဉ်းထောင်ကြီးကိုပို့ပြီးတော့မှအာရုံစိုက်စောင့်ကြည့်ပေးကြဖို့လိုအပ်တဲ့ကုညီဆောင်ရှောက်မှုတွေပေးကြဖို့တပါးလည်းပြောချင်ပါတယ်လို့ကိုတိုက်ထုံးကပြောပါတယ်။နိုင်ငံရေးအကျဉ်းသားတွေပေါ်မကွေးအကျဉ်းထောင်အာဏာပိုင်တွေရဲ့တရားမဲ့စွာပြုလုပ်နေမှုတွေကလူ့အခွင့်အရေးကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပြီးလူသားတော်ရဲ့အခြေခံရပိုင်ခွင့်တွေကိုကျူးလွန်နေခဲ့တဲ့ထောင်အာဏာပိုင်တွေအနေနဲ့မိမိတို့ပြုလုပ်ခဲ့တာတွေကိုအပြည့်အဝတာဝန်ယူရမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရအနေနဲ့စုံစမ်းမှုတွေပြုလုပ်ပြီးကျူးလွန်သူတွေကိုဖော်ထုတ်ရေးယူနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်း PPNM ကသတိပေးထားပါတယ်။ဆလဘီမော်လမြိုင်မှာစစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့ငွေကြေးပေးဆောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာစစ်ကောင်စီကကျောင်းအနှံတဲ့နေရာမှာအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့လက်တွေ့မှာတော့ငွေကြေးပေးဆောင်နေရလို့ကျောင်းသားမိဘတွေကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီကကျောင်းနေရွယ်ကလေးအားလုံးစင်စက်မပြတ်ပညာသင်ကြားနိုင်ဖို့အတွက်လို့ဆိုပြီးတနိုင်ငံလုံးကျောင်းအနှံရေးသတင်းပတ်ကိုမေလ22ရက်ကနေဇွန်လ1ရက်နေ့ထိသတ်မှတ်ထားတာပါကျောင်းအနှံတဲ့နေရာမှာကျောင်းလာကမိဘဆရာအသင်ချင်းအားကစားချင်းစာရေးကရိယာချင်းနဲ့စာကြည့်လိုက်ခြင်းပါဝင်မြည်သည့်အခကျင်းဝင်ကိုမှလုံးဝကောက်ခံစရာမလိုဘူးလို့တရားဝင်ထုတ်ပြန်ထားပါတယ်။ကျောင်းသားမိဘတအုပ်ကတော့အခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့တကယ်လက်တွေ့မှာတော့ကျောင်းပြောင်းလက်မှတ်ယူတာကအစားအကြောင်းမျိုးမျိုးပြပြီးငွေကြေးတောင်းခံနေတယ်လို့အနည်းဆုံးကျပ်2သိန်းကနေ2သိန်းခွဲထိပေးဆောင်နေရတယ်လို့ပြောပါတယ်။ကျောင်းအနှံရင်ကအခမဲ့လို့သာပြောတာအခမဲ့ဆိုတာသူ့ပါဇက်ထဲမှာပဲပြောတာကျောင်းပြောင်းလက်မှတ်သွားယူရင်လည်းအလကားမရဘူးပြစ်စမာတဲ့အောင်ရင်သူတို့တရားဝင်ပေးရမယ်လေထုတ်ပေးရမယ်ဒါပေမဲ့အဲ့ဒါလည်းဘာလူငွေကြီးတို့ညာလူငွေကြီးတို့တရားကြီးတို့ဆိုပြီးတောင်းနေဆီယမကြီးနဲ့သွားတွေ့2သိန်းခွဲတို့စာရေးထဲမှာထင်ရတယ်ကျွန်တော်ကိုယ်တိုင်လည်းပေးလိုက်ရတယ်လို့ဆိုပါတယ်ငွေကြီးတောင်းခံနေရမှာလာရောက်အနှံတဲ့အတန်းနဲ့ကျောင်းပြောင်းရွှေ့တဲ့ပုံမှာမူတည်ပြီးတောင်းခံတာဖြစ်တယ်လို့ငွေကြီးမပေးဆောင်ပါကအကြောင်းမျိုးမျိုးပြပြီးအချိန်ဆွဲတာတွေလှုပ်ဆောင်နေရှိတယ်လို့သူကဆက်ပြောပါတယ်CDN ကျောင်းဆရာတအုပ်ကတော့စစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပြီးမြဲလက်တွေ့မှာလားစာတွေမလုံလောက်တဲ့အတွက်ကျောင်းအတာကိုအကြောင်းပြပြီးဆရာမတွေကပတ်စံရှာနေတာတွေရှိရဲလို့ပြောပါတယ်စစ်ကောင်စီကတော့အခမဲ့ပညာရေးဒါပေမဲ့ကျောင်းမှာတင်တဲ့ဆရာမတွေကသူတို့လာကတွေနဲ့မလောက်ကြဘူးပေါ့ဗျာမလောက်ကြတဲ့အခါကျတော့တချို့ဆရာမတွေကရှာကြတာပေါ့တချို့ကျတော့ကိုသားသမီးစာတက်စီချင်လို့သာလာတင်ရတာကျောင်းစိတ်ကလည်းကြီးရင်ပြီးတော့အခုစီးပွားရေးအခက်အခဲလောက်ကင်နေတဲ့ခွေလမ်းမရှိတဲ့အခါကျတော့ရှိတဲ့ဟာလေးရောင်းချကိုသားသမီးပညာလေးတက်သွားရင်လည်းဘာလို့လို့ရမှန်းမသိမိဘတွေလည်းမတက်နိုင်တဲ့ခြားကနေဒီလိုပဲဖြစ်ညစ်ပြီးတော့ထားနေရတဲ့ဘဝမျိုးရောက်နေရလို့ဆိုပါတယ်ဒါအပြင်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကအခုလိုငွေကြေးတောင်းခံတဲ့ရေးပေါ်အရေးယူမှုမရှိပါကငွေကြေးမတက်နိုင်တဲ့သူတွေအနေနဲ့ပညာရေးမှာအလန်းဝေးသွားနိုင်တယ်လို့ကြောင်းထားမှုတွေလည်းကြာဆင်းလာနိုင်တယ်လို့ဆက်ပြောပါတယ်စစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့ငွေကြေးတောင်းခံမှုတွေရှိတာကြောင့်အခြေခံလူဒန်းစားမိသားစုဝင်တွေအနေနဲ့ကြောင်းထားဖို့အခက်အခဲဖြစ်နေရတဲ့အပြင်တိုင်ကြားပါကလည်းကိုကလေးပညာရေးမှာထိခိုက်နိုင်တဲ့အတွက်ရေငုံနှုတ်ပိတ်နေရတယ်လို့ကျောင်းသားမိဘတွေကပြောကြပါတယ်။တစ်ဖက်မှာစစ်ကောင်စီကတော့ကျောင်းနေရွယ်ကလေးတွေကျောင်းအပ်ပါကအခမဲ့ပညာရေးစနစ်အပြင်တင်ကြားရေးနဲ့သက်ဆိုင်တဲ့ပုံနှိပ်စာအုပ်ဗလာစာအုပ်ခဲတံဘောပင်တွေကအစားအခမဲ့ထောက်ပံ့ကူညီပေးသွားမယ်လို့ဆိုပါတယ်။မော်လမြိုင်မြို့မှာတော့အခြေခံပညာကျောင်းကိုပိုင်ထက်တန်းကျောင်းနဲ့ဘုံတော်ကြီးတင်ပညာကျောင်းပါဝင်ကျောင်းပေါင်း200ကျော်ရှိတယ်လို့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့အချက်လက်တွေရသိရကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။